ကဲဒီနေ့ကတော့ပန်နာဂိမ်းမဲကရုပ်ပုံပေါင်းလေးတွေပေါ်တာလေးတွေစုတဲ့သဘောကျတာပေါ့နော်အစုရတာကိုသဘောကျနှိမ့်ချိုက်တဲ့ညီကိုမောင်နှမတွေအတွက်လင်းကောင်းလေးတစ်ခုတေဆောင်လာပြီးပါရယ်နော်အဲ့ဒါကတော့ All Star ရဲ့ရုပ်ပုံပေါင်းလေးကိုဒီကန်ဆယ်မဲနှိုက်လို့ရမယ်အကြောင်းလေးပြောပြတာပါ All Star ရုပ်ပုံပေါင်းအပြင်စိန်တွေရောစကင်တွေပါကန်ထူးလို့ရမယ်အစီအစဉ်ပေါ့နော်အဲ့ဒါလေးကိုပန်နာတစ်ချက်ချင်းပြောပြသွားမှာမလို့အဆုံးနေနားထောင်ပေးကြပါအောင်ခင်ဗျအခုတော့ပန်နာ9ဖန်းနေရဖြစ်တယ်ပေါ့နော်အခုပြောပြပဲဖြစ်ပါတယ်အခုအဲ့ဒီ event ထဲဝင်လိုက်ပေါ့နော် event ထဲကတတိယမြောက်ကမီဒီယာလေးကိုဝင်လိုက်ပေါ့နော်တတိယမြောက်ကမီဒီယာလေးကိုဝင်လိုက်ပါတတိယမြောက်ကမီဒီယာလေးကိုဝင်လိုက်လို့ရှင်screen နဲ့ချော်ပါနော်တောင်းပန်ပါတယ်နည်းနည်းအမားတွေပါပါတယ်ဟိုဒီကအမှနော်မီဒီယာလေးကအဲ့ဒီပေါင်းပြီးတို့တဲ့အဲ့ဒီ event နဲ့ဝင်လိုက်ပေါ့နော် event နဲ့ဝင်ပြီးသွားရင်အဲ့ event ထဲမှာသူကအဲ့ဒီသူကဟို browser နဲ့ပါတော့ Chrome နဲ့ချိန်လာပေါ့နော်အဲ့ချိန်မှာကိုကအဲ့ submit now နေပြီးတော့ဒီမှာ submit now မိခင်တီချာကြည့်လိုက်မယ်ဆိုရင် free ရဲ့ဒီ bit lucky box skin တွေ channel ရဲ့ lucky box skin တွေ channel ရဲ့ epic skin တွေ chavo ရဲ့ lucky box skin တွေပြီးတော့ hero fragment တွေ မုံတွေအစမ်းသုံးကတ်တွေပြီးတော့ grow ရဲ့ elite skin တွေ luno ရဲ့ epic skin တွေပေါ့နော်အဲ့ဒါတွေကန်ထူးနိုင်ပါတယ်ဘေးကဘုံပေါင်လေးကိုလည်းအရန်လာတဲ့ရုပ်ပုံပေါင်လေးကိုလည်းကန်ထူးနိုင်မယ်ခွင့်ရပေါ့နော်အနာတော့ပထမတော့စမ်းကြည့်ပြီးတော့ရပါတယ်ဒီကိုလေးဒီကိုညီမတွေလည်းစမ်းကြည့်ပေါ့နော်ဘန္နာပြောသလိုအခုဘန္နာ TikTok ဆိုရင်လည်းမိမိရဲ့ပေါ့နော်အကိုတို့အမတွေရဲ့ TikTok account ပေါ့နော် TikTok account မှာတင်ထားတဲ့ကိုရဲ့ TikTok post တစ်ခုကိုဒီထဲမှာအဲ့ဒီ TikTok post ရဲ့ link ကိုလာရိုက်ထည့်ပြီးတော့လောက်ချင်းအဖြစ် verify လိုက်မယ်ဆိုရင် verify လုပ်လိုက်မယ်ဆိုရင်အမှ draw လေးမှာ1 draw 2 draw ပေါ်လာမယ်ပေါ့နော်ကိုရဲ့အခုပေါ့နော်ဘန္နာကိုတင်ထားတဲ့ YouTube ကိုပေါ့ TikTok ပေါ့နော် TikTok ရဲ့ post ကလည်း post က link ကိုဘန္နာထည့်ပြီးတော့ submit လုပ်လိုက်ပါတယ်TikTok လည်းလုပ်လို့ရသလို YouTube လည်းလုပ်လို့ရတယ်ပေါ့နော်ဟိုကဘန္နာ1 draw ရသွားပါပေါ့နော်ဟိုအမှအဲ့ဒီ one draw ရရှင်နဲ့ get ready ဆိုရဲ get attempt ဆိုရဲ get drawing attempt ဆိုရဲခလုတ်လေးကိုနေကြည့်လိုက်ပေါ့နော်အဲ့မှာလည်းတခြားဟာတွေနဲ့ invite လုပ်ပြီးလဲ connect လုပ်ပြီးတော့ submit လုပ်ပြီးတော့ cut တွေရနိုင်ပါသေးတယ်အဲ့ဒါဆိုရင်ဘန္နာအခု YouTube နဲ့ပေါ့နော် YouTube နဲ့ချိန်တဲ့အချိန်မှာဘန္နာ YouTube နဲ့ချိန်ပြမှာဖြစ်ပါတယ် YouTube နဲ့ကြတော့ဘန္နာအခုပေါ့နော် YouTube account မချိန်ရင် TikTok account လေးချိန်ရပါပေါ့နော်သူက platform လေးထည့်ရပါတယ်TikTok ဆိုပြီးတော့ TikTok ရဲ့ platform လေးထည့်ပြီးတော့ကိုတင်ထားတဲ့ TikTok ရဲ့ post လေးကိုတင်ပေးရတာပေါ့နော်ကိုပန်နာတင်ထားတဲ့ post TikTok post လေးပေါ့နော်အဲ့ဒါတွေတန်းပေါ်လာပါတယ်ကိုတင်ထားတဲ့အတွက်တန်းပေါ်လာတဲ့ဖြစ်တဲ့အတွက်အဲ့ဒါလေးကိုသူကပြပါတယ်ပေါ့နော်ကိုရီးယားပြန်ကြည့်ပြီးနေရတာပါတယ်အဲ့ဒါနဲ့ကိုရီးယားပြန်ထွက်ပြီးတော့ကိုရီးတင်ထားတဲ့ post မှန်တီတော့ကိုရီးယားဒီချာကြည့်ပြီးတော့ပြန်ထွက်လိုက်တယ်ပေါ့နော်ပြန်ထွက်ပြီးတော့ဟုတ်ပါတယ်ပေါ့နော်ကိုယ့်ရဲ့ platform ကိုယ့်ရဲ့ video လေးပေါ့နော်အဲ့ဒါ submit လုပ်လိုက်နိုင်ပါတယ် submit လုပ်လိုက်လို့ရှင်နေပြီအခုက YouTube submit လုပ်ရမှာဖြစ်ပါတယ် YouTube ရဲ့ link လေးပေါ့နော်ပန်နာလောက်ထားတဲ့ပန်နာ YouTube video link လေးကိုပန်နာအခုရိုက်ထည့်လိုက်ပါပြီရိုက်ထည့်လိုက်ပြီးမြန်မာကိုရွေးပေါ့နော်မြန်မာကိုရွေးပြီးတော့ submit လုပ်လိုက်လို့ရှင်သူက agree လေးလက်ခံပေးရသေးတယ်ပေါ့နော်အမှအောင်မြင်တော့ပါပြီအဲ့ဒါဆိုရင်ပန်နာအခုဒါလေးပေါ့နော်ဒီ draw လေးလဲရတယ်မို့နော်ကိုကနည်းနည်း line error ကြောင့်ပေါ်လေးရပေါ့နော်ကို complete ဖြစ်သွားပြီပေါ့နော်ပန်နာ complete ဖြစ်သွားပြီဆိုတော့ခက်တွေရလာမှာဖြစ်ပါတယ်သူကပြောပြထားတာပေါ့နော်သူတို့ e-bank ကအဲ့လို content လေးတင်ပေးပြီးလူတွေဖိတ်ပြီးရမှာနော် join ပေးရင်ဒီမှာ diamond တွေပတ်စံတွေရမယ်ပေါ့နော် diamond တွေအများကြီးပေါ့နော်သူတို့ကရှင်းပြအခုတို့မတို့ပေါ့နော်အခုတို့မတို့လောက်ဆောင်ချက်ကဒီလာဖို့တွေမြောက်ရင်တော့ diamond ရနိုင်သေးပါရဲ့ပေါ့နော်ကစားသမားတစ်တွေကိုဖိတ်နိုင်သလောက် diamond တွေရနိုင်ပေါ့နော် diamond လူတစ်တွေများဝင်လာလေလူကိုဆွဲထားတဲ့ link ကနေကစားသမားတစ်တွေဝင်လာနိုင်လို့ရှင်ကောင်း game နဲ့ဝင်လာနိုင်လို့ရှင်ကိုတွေ diamond ပို့ရလေတွေပေါ့နော်အခုကဖိတ်နိုင်လေတွေ TikTok ကဖိတ်နိုင်လေတွေ YouTube ကပဲဖြစ်ဖိတ်နိုင်လေတွေ diamond reward တွေရမှာပေါ့နော်total price ကတော့10 တန်းလောက်တော့ရမှာပေါ့နော် diamond 10 တန်းကအများကြီးပေါ့နော်outstanding warriors ထပ်ပြီးတည်းရပေါ့နော်အမှ diamond တွေအများကြီးပြပါသေးတယ်အခုပဲ submit လုပ်လိုက်ပါတော့เนาะ diamond တွေရချင်တယ်ကန်တူးချင်တယ်ဆိုရင်ညီကိုညီမတွေဒီ
ပန်ကိုလာပြီးတော့ diamond တွေရောရုပ်ပုံပေါင်းတွေရော skin တွေရောလာကန်ထုတ်လို့ရပါတယ်နော်ကန်ထုတ်ဖို့ဆိုရင်ကိုယ့်ရဲ့ TikTok မှာရော Facebook မှာရော YouTube မှာ Instagram မှာရောတင်ထားတဲ့ကိုယ့်ရဲ့ content လေးတွေကိုဒီမှာအပ်ပြီးတော့ set လုပ်ရုံနဲ့ကန်ကောင်းရင်ကန်ကောင်းလို့ diamond တွေလည်းရ skin တွေလည်းပေါင်းတွေလည်းရအကုန်ရမှာပေါ့နော်စိတ်လှုပ်ရှားစရာ event လေးပေါ့နော်ဘန်နာကတော့အခုစမ်းလုပ်ကြည့်လိုက်တယ်ပါတော့စမ်းလုပ်ကြည့်လိုက်တဲ့ခါကျမှ draw တွေလဲတဲ့ခါကျတော့ဘန်နာဘာရောက်ပါလဲဆိုတော့ပေါင်းလေးရတော့ပေါ့နော်ပေါင်းလေးရတော့ဘန်နာတော့ထုတ်လိုက်တယ်ပေါ့နော်draw လဲလိုက်တာအမှ all star ရုပ်ပေါင်းလေးကိုသူပေးတဲ့ကုတ်နဲ့လဲလိုက်တယ်ပေါ့နော်ကုတ်နဲ့လဲလိုက်တဲ့အချိန်မှာဒီကုတ်လဲတဲ့အချိန်မှာသူကချက်ချင်းပဲမေးပေါက်တယ်ပို့ပေးလိုက်တယ်ပေါ့နော်သူလက်ဆောင်ဘန်နာလည်းရချင်းဆိုတော့တစ်ခါတော့နှိမ့်မိကုန်ပြီerror တွေတက်ကုန်တော့ပေါ့နော်အဲ့လိုနဲ့ပြန်ထွက်ပြီးတော့မေးပေါက်တဲ့သွားကြည့်လိုက်ခါကျတော့အမှရမ်းလာတဲ့ all star ရုပ်ပုံပေါင်းလေးရသွားတယ်ပေါ့နော်ရမ်းလာပါတယ်သူကဘနာပုံကနည်းနည်းဘေးဆောင်ရိုက်ထားတော့ဒါပေမဲ့သူကဘယ်လို animated ပုံလေးနဲ့ဆိုရင်နည်းနည်းခွန်အဝိုင်းလေးလုပ်ပေးထားတာအကြဖြစ်မှာပေါ့နော်ဘနာအရန်လာလို့တပုံလေးရိုက်ထားတယ်ပေါ့နော်ဘနာပေါင်လေးစုရတာအရန်ဝါသနာပါလို့ပေါ့နော်ဘုံပေါင်လေးစုရတာကြိုက်တဲ့လူတွေဆိုရင်တော့ဒါလေးကကိုအတွက်တန်ဖိုးရှိဆုံးအရာလေးပေါ့နော်တန်ဖိုးရှိတဲ့အရာလေးပေါ့နော်အဲ့လိုပေါင်လေးဘနာရုပ်ကအခုကအဲ့လိုဘေးဆောင်ဖြစ်နေတော့မလိုက်ဖောက်ဖြစ်သွားပါဘောနော်သူကအတဲ့ဆိုရင်တော့လိုက်ဖက်တယ်ပေါ့နော်သူကမျက်ကွင်းဘနာလေးကြတော့အမှခေါင်းကြီးကကောင်းပေါ်မှာတင်ထားသူဖြစ်သွားပါဘောနော်အဲ့ဒါနဲ့ဘနာလည်းပျော်နေပဲပေါင်လေးရလို့ငါဆက်များလိုက်တယ်ပေါ့နော်အခုဘနာရဲ့ဗီဒီယိုလေးကိုအဆုံးလေးကြည့်ပြီးခင်မေဆိုရင်ဒီကိုမတွေအရင်ကြည့်စုတင်မိပါပဲဗျာဘနာအခုလိုဗီဒီယိုလေးတွေပေါင်လေးတွေပေါ့နော်အလကားယူနိုင်မဲ့အလကားကုန်းစင်လို့ရမယ့်ဒီလန်လေးတွေဘနာနောက်ထပ်တင်ပေးသွားပါမယ်ဘနာgaming ဗီဒီယိုလေးလည်းဆက်တင်တော့မှာရှိတဲ့အတွက်ဆက်လက်အားပေးကြပါအောင်ဘန်နာဆက်လက်အားပေးဖို့ဗီဒီယိုလေးကြည့်နေဆိုတော့ဖန်နာရဲ့တော့အကောင့်လေးကို follow လုပ်ပေးဖို့မမေ့ကြပါနဲ့နော်အားလုံး good night ပါ